1384ခုနှစ်ဒူရလာဝိကျော်9ရက်2023ခုနှစ်ဖေဖော်ဝါရီလ9ရက်ဇာတပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဒုက္ခချုပ်ငြိမ်းရန်နိလန်းရှာခြင်းအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကဆင်းရဲဒုက္ခအဆုံးသတ်ဖို့ဆိုတဲ့ဥတည်ချက်ဟာဒါအဓိကထားတာပဲဖြစ်တယ်ဒုက္ခဆိုတာရှားထားတဲ့ဘဝကိုရည်ညွှန်းပြီးတော့ပြောတာရှားထားတဲ့ခန္ဓာကိုဒုက္ခလို့ခေါ်တယ်အဲ့ဒုက္ခကိုလူတွေကအများစုကဒုက္ခလို့သဘောမပေါက်တာပေါ့နော်တပည့်စကြာဟောတော့ငါလည်းပဲမြတ်စွာဘုရားကသစ္စာ၄ပါးကိုရှင်းပြတဲ့အခါမှာဒုက္ခသစ္စာလို့ဆိုတော့ရှင်းပြတော့ဒုက္ခ၈မျိုးဒုက္ခမျိုးမျိုးရှင်းပြတဲ့တဲ့ပဲသာတိပိဒုက္ခစရာပိဒုက္ခပရဏပိဒုက္ခအပိယဟိတပြောကောဒုက္ခပြေဝေပြောကောဒုက္ခယမိစ္ဆာနာလဝတိတပိဒုက္ခအဲ့ဒုက္ခတွေကိုရှင်းပြပြီးတော့တန်ခိတ်တေနပိစုပါရနခန္ဓာပိဒုက္ခဆိုအဲ့ဒီမှာရှေ့ပိုင်းကဒုက္ခတွေကတော့လူတွေဟာတွေ့ကြုံခံစားရတဲ့အခါမှာဒုက္ခမှန်တတိပြုမိကြတယ်ပေါ့ဒုက္ခမှန်တတိမပြုမိတာဘာလို့ဆိုရင်ဥပါဒณะခန္ဓာ၅ပါးရှားထားတာဥပါဒณะခန္ဓာဆိုတာတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာလို့ဆိုလိုတယ်တဏှာဒိဋ္ဌိဖြင့်ဆွဲလန်းအပ်တဲ့ခန္ဓာအဲ့တော့လောကိခန္ဓာခန္ဓာဆိုတာကတော့ရှုခန္ဓာပတ္တပြတော့လောကီပဲဝေဒနာကြတော့လောကုတ္တရာစိတ်မှာရှိတဲ့ဝေဒနာရှိတယ်လောကီစိတ်မှာရှိတဲ့ဝေဒနာရှိတယ်ဥပါဒณะခန္ဓာလို့ပြောလို့ရှိရင်လောကီစိတ်မှာရှိတဲ့ဝေဒနာကိုသာယူရတယ်နောက်တင်ညာဆိုတဲ့အခါမှာလည်းပဲလောကီစိတ်မှာရှိတဲ့တင်ညာနဲ့လောကုတ္တရာစိတ်မှာရှိတဲ့တင်ညာလောကီစိတ်မှာရှိတဲ့တင်ညာခန္ဓာကိုပဲယူရတယ်သင်္ခါရဆိုတဲ့နေရာမှာလည်းပဲလောကီစိတ်မှာရှင်တဲ့စေတသိက်တွေရှိတယ်လောကုတ္တရာစိတ်မှာရှင်တဲ့ဒီနေရာမှာလောကီမှာရှင်တဲ့စေတသိက်တွေကိုသာယူရတယ်ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့နေရာမှာလောကီစိတ်81လောကုတ္တရာစိတ်8ခုလို့ရှိတဲ့ထဲမှာလောကီစိတ်81ကိုသာလေယူတာဆိုလိုတာကပုရုဇဉ်အနေနဲ့လောကုတ္တရာခန္ဓာတွေလောကုတ္တရာခန္ဓာဆိုတာဝေဒနာသင်ညာသင်္ခါရဝိညာဉ်လောကုတ္တရာပိုင်းဆိုင်ရာခန္ဓာအဲ့ဒီနာခန္ဓာ၄ပါးကလောကီနဲ့ဆိုင်တယ်လောကုတ္တရာနဲ့ဆိုင်တယ်တော့လောကုတ္တရာပိုင်းကြတော့လက်လန်းမမီဘူးကိုယ်တဏ္ဍာပဲဖြစ်တော့လက်လန်းမမီဘူးမမီတော့အဲ့ဒါတဏှာနဲ့ဒိဋ္ဌိနဲ့ဆွဲလန်းစရာအကြောင်းမရှိဘူးတဏှာဒိဋ္ဌိရဲ့အာယုံမဖြစ်နိုင်ဘူးဘာလို့လဲဆိုသိမှမသိတာကိုသိတဲ့အရာမဟုတ်ဘူးမသိတဲ့အရာမှာတဏှာနဲ့ဒိဋ္ဌိနဲ့တဏှာနဲ့လိုချင်တတ်မဲ့မှုဒိဋ္ဌိနဲ့မာရွေးနဲ့အမြင်နဲ့ဆွဲလာမှုဆိုမဖြစ်နိုင်ဘူးအဲဒါကြောင့်မို့တန်ခိတ်တေနပိစုပါရณะခန္ဓာဥပါဒณะခန္ဓာလို့ပြောလိုက်တယ်ပိစဥပါဒณะခန္ဓာအဲ့ဒီဥပါဒณะခန္ဓာသည်တဏှာဒိဋ္ဌိဆိုတဲ့တဏှာဆိုတာကလိုချင်တာတတ်မဲ့တာနှစ်သက်တာဒိဋ္ဌိဆိုတာငါလို့အထင်မှားတာတတ္တဝလို့အထင်မှားတာအဟမမပေါ့နော်ငါလို့ဆွဲလန်းတာကငါလို့ထင်မှတ်တာက
တဏှာငါဟာလို့ဆွဲလန်းတာကတဏှာအဲ့တော့ဒိဋ္ဌိငါလို့ဆွဲမှတ်တာကဒိဋ္ဌိငါဟာလို့ဆွဲလန်းတာကတဏှာအဲ့ဒီတဏှာနဲ့ဒိဋ္ဌိရဲ့ဆွဲလန်းရာအာယုပြုရဖြစ်တဲ့ခန္ဓာ၅ပါးကိုဥပါဒณะခန္ဓာလို့ခေါ်တယ်နော်အာယုဖြစ်လို့ဥပါဒณะခန္ဓာဆိုလို့ရှိရင်အဲ့ဒီလောကီခန္ဓာဟာမြတ်စွာဘုရားတဏ္ဍာမှာလည်းရှိတယ်ယဟနာတွေတဏ္ဍာမှာလည်းရှိတယ်သမ္မာပုထုဇဉ်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းရှိတယ်မြတ်စွာဘုရားရဲ့ယုတ်ခန္ဓာရူပခန္ဓာဆိုတော့စိတ်ကတော့ကုန်မသိနဲ့မြတ်စွာဘုရားရဲ့ရူပခန္ဓာဒါတဏှာဒိဋ္ဌိရဲ့ဆွဲလန်းရဖြစ်တယ်ဒိဋ္ဌိအမြင်နဲ့လေမာရင်ဆိုမြင်တယ်မြတ်စွာဘုရားရဲ့ခန္ဓာအပေါ်မှာပုရိသေပုဂ္ဂိုလ်တရားအနေနဲ့ဆွဲလန်းတယ်။ဒိဋ္ဌိအနေနဲ့လည်းဆွဲလန်းတယ်တဏှာအနေနဲ့လည်းဆွဲလန်းတယ်။ဒါကြောင့်မို့မြတ်စွာဘုရားခန္ဓာပဲဖြစ်စေတဏှာဒိဋ္ဌိနဲ့ဆွဲလန်းရာအာယုဖြစ်တဲ့ခန္ဓာမှန်သမျှဥပါဒณะခန္ဓာလို့ခေါ်တာဥပါဒณะခန္ဓာသို့တော့မြတ်စွာဘုရားရဲ့ခန္ဓာမှာတဏှာနဲ့ဒိဋ္ဌိတော့မရှိဘူးပုရုဇဉ်တွေရဲ့ခန္ဓာကြတော့တဏှာဒိဋ္ဌိလည်းရှိတယ်တဏှာဒိဋ္ဌိရဲ့အမြင့်မှားရာဆွဲလန်းရာလည်းဖြစ်တယ်နှမျိုးမြတ်စွာဘုရားခန္ဓာကတော့တဏှာဒိဋ္ဌိတော့မရှိဘူးသို့တော့တခြားပုဂ္ဂိုလ်တွေရဲ့တဏှာဒိဋ္ဌိနဲ့ဆွဲလန်းရာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကိုကြည့်ပြီးတော့ရှင်ဝကလိလိုပုဂ္ဂိုလ်မျိုးဟာမြတ်စွာဘုရားရုပ်ဆင်းကိုဆွဲလန်းပြီးတော့နေတာနောက်ဘိက္ခုနီမလေးတူစရဒဇတ်ကိုဟောတဲ့အခါမှာလည်းဘိက္ခုနီမလေးတူကမြတ်စွာဘုရားရုပ်ဆင်းပေါ်မှာဆွဲလန်းတယ်များသောအားဖြင့်တဏှာဒိဋ္ဌိမခင်သေးတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့ရုပ်ဆင်းပေါ်မှာဆွဲလန်းကြတယ်သောရိယတထေသာကယန္နာဖြစ်တဲ့ရှင်ကစီရဲ့ခန္ဓာကိုဆွဲလန်းအဲ့တော့တဏှာနဲ့ဒိဋ္ဌိကသောရိယတထေသာရဲ့တဏှာမှာဖြစ်တာအဲ့ဒီတဏှာဒိဋ္ဌိရဲ့အာယုံကယန္နာဖြစ်တဲ့ရှင်ကစီရဲ့အရှင်ရုပ်ရူပါနော်ရုပ်ခန္ဓာပဲဖြစ်တယ်အဲ့တော့ယန္နာရဲ့ရုပ်ခန္ဓာကလည်းပဲတခြားပုဂ္ဂိုလ်ရဲ့တဏှာဒိဋ္ဌိတို့ရဲ့ဆွဲလန်းရဖြစ်တယ်ဒါကြောင့်မို့လို့ဥပါဒณะခန္ဓာလို့ဆိုလို့ရတယ်ပေါ့ဥပါဒရဲ့အာယုဖြစ်တယ်သို့တော့ဥပါဒရဲ့တရားတော့မဖြစ်တော့ဘူးသူတို့ကသမ္မာပုထုဇဉ်တွေကြတော့ကိုယ့်ကိုယ်လည်းပြန်ဆွဲလန်းတယ်ကိုယ့်ရုပ်ကိုယ်လည်းကိုယ်ပြန်ဆွဲလန်းတယ်ကိုယ့်ရုပ်ကိုယ်လည်းပြုတ်တယ်အဲ့တော့ကိုယ့်ကိုယ်လည်းဆွဲတယ်သူများကိုလည်းဆွဲတယ်ယန္နာပုဂ္ဂိုလ်တွေကြတော့ကိုဟာကိုလည်းမဆွဲဘူးသူများပေါ်လည်းမဆွဲတော့ဘူးသို့တော့သူများကကိုပေါ်မှာဆွဲတယ်ဆွဲလန်းတယ်အဲ့ဒါကြောင့်ဘုလို့ဥပါဒณะခန္ဓာလို့ပြောလိုက်တာနော်အဲ့တော့ဒီနေ့မြတ်စွာဘုရားကဟောတဲ့သုတ်တံလေးတစ်ခုဒုက္ခချုပ်ငြိမ်းရနိလန်းရှာခြင်းမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခုပြောတဲ့ဒုက္ခချုပ်ငြိမ်းရဆိုပဲဒုက္ခလဲအဓိကဒုက္ခပဲဒုက္ခလဲလို့ဆိုတန်ခိတ်တေနပစ္စုပါရနခန္ဓာဒုက္ခဥပါဒณะခန္ဓာဆိုတဲ့ဒုက္ခခန္ဓာဆိုတဲ့ဒုက္ခအဲ့ဒီဒုက္ခချုပ်ငြိမ်းဖို့ဆိုပုရုဇဉ်တွေကခန္ဓာ၅ပါးနဲ့ယက်တည်နေကြတာလေသရဝါဆိုတဲ့ခန္ဓာ၅ပါးရထားတာအဲ့ရထားတဲ့ခန္ဓာ၅ပါးပြောလို့တာကခန္ဓာ၅ပါးဆိုတဲ့ဒုက္ခချုပ်ငြိမ်းရနိလန်းရှာရမယ်ဘာလို့နိလန်းရှာလဲဆိုဒီခန္ဓာရှိနေရင်ဆေဒုက္ခပြောဆုံးလဲကြောင်းမှာပဲဖြစ်တယ်ခန္ဓာရှိနေသမျှတဏှာဖြစ်တဏှာထဲမှာဖြစ်ပြီးတော့ဆေဒုက္ခတွေနဲ့ကြုံကြတယ်မြတ်စွာဘုရားတောင်မှခန္ဓာရှိလို့ကြုံရတာမြတ်စွာဘုရားကြုံတဲ့ဒုက္ခသိတဲ့ဒုက္ခမဟုတ်ဘူး
လမ်းကြထဲမှာရှောင်တိတ်လို့မရအောင်ဆင်းနဲ့တိုက်တက်ခံရတယ်လေသမားတွေဆေလွတ်ပြီးပြစ်ထားခံရတယ်ကြောင်မောင်းဆင်ပြီးတော့ခြာရခံရတယ်နော်အမျိုးစုံပဲဉာဏတွေလည်းအဲ့လိုဒုက္ခခံရတယ်မာရတစ္ဆနိယသုတ်ပါဆိုရင်ကကုတ္တနမြတ်စွာဘုရားရဲ့လက်ရတော်ရဝိတုရဆိုတဲ့ယဟန်တော်ဟာမြတ်စွာဘုရားနဲ့ဆွမ်းကလိုက်ရင်မနက်ကကလေးတွေပူပြီးတော့ခဲနဲ့ပေါက်လို့ခေါင်းကွဲသွားတာတောင်ခံရတယ်ဒါယဟန္တာပုဂ္ဂိုလ်ကြီးပဲနော်အဲ့တော့လောကထဲမှာဒုက္ခဆိုအမျိုးစုံခံရတယ်အဲ့ဒါဘာလို့ခံရလဲခန္ဓာရှိနေလို့ခန္ဓာရှိနေသေးသမျှဒုက္ခတော့ခန္ဓာရှိတဲ့တည်းမှာဒုက္ခကိုရှောင်တိတ်လို့မရနိုင်ဘူးအဲ့ဒါကြောင့်ခန္ဓာမရှိအောင်လှုပ်ခြင်းဟာခန္ဓာမရှိအောင်လှုပ်ခြင်းဟာဒုက္ခကိုဆုံးသတ်ခြင်းပဲဖြစ်တယ်ခန္ဓာမရှိမှဒုက္ခဆိုတာငြိမ်းမှဖြစ်တယ်ခန္ဓာရှိနေရင်နည်းနည်းလေးရှိနည်းနည်းဒုက္ခပဲဆိုပါစို့တရားဓမ္မကျင့်တဲ့အခါမှာရုပ်ခန္ဓာတွေမရှိတော့ဘူးနာမ်ခန္ဓာ၄ပါးပဲရှိတယ်ဆိုတဲ့အရူပပြမာတွေနာမ်ခန္ဓာရှိနေသေးတော့ကြောင့်သူတို့လည်းဒုက္ခမလွတ်ဘူးတခါအသိဉာဏ်ပြမာကြီးဟာခန္ဓာတစ်ခုသာရှိတယ်ရုပ်ခန္ဓာတစ်မျိုးတည်းသာရှိတယ်အဲ့ဒါရှိသည့်အတွက်ကြောင့်သူလည်းဒုက္ခဆင်းရဲဒုက္ခဆိုမလွတ်ဘူးလုံးဝမရှိမှဒုက္ခဆိုအလုံးမှဖြစ်တယ်ခန္ဓာလုံးဝမရှိမှဖြစ်ဒုက္ခဆိုလွတ်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားနိလန့်ပေးတာလေးကိုနားထောင်ကြည့်အောင်ဒီသုတ်ကပရိဝိမန္တနာသုတ်လို့ခေါ်တယ်သုတ်တဆိုတာ discourse ပေါ့မြတ်စွာဘုရားဟောတဲ့ဒေသနာပါပဲနိလန့်ပေးတဲ့ဒေသနာလမ်းညွှန်ပြတဲ့ instruction ပေါ့နော်ဒုက္ခချုပ်ငြိမ်းရန်နိလန့်ရှာတယ်ဆိုဘယ်လိုရှာမလဲဆိုပြောတော့အဲ့ဒီသုတ်တန်လေးကိုဘာသာပြန်ပြီးတော့ရှင်းလင်းဟောကြမယ်နော်ထုံးစံတိုင်းရှင်အနန္ဒာကအေဝမေတုတန်နဲ့ပြန်ပြီးတော့ပြောထားတဲ့သုတ်တန်ဖြစ်တယ်ရသော်ဗျာသာဝတိမြို့စီတော်ကြောင့်နာရဝိန္ဒတိရဲ့အယံမှာတရင်သုတ်နေတယ်အဲ့ဒီချိန်မှာတရားပွဲတစ်ခုမှာယဟန်တွေကိုဟောခဲ့တဲ့သုတ်တန်ပဲဒါရသော်ဗျာကစတင်ပြီးတော့မေးလိုက်တယ်ရရှိတရားဟောတယ်ဆိုတာတရားကြီးပဲဟောတာမဟုတ်ဘူးနော်ပိဋကကိုမိကုံးလေးထုတ်ပြီးတော့အဖြေရှင်းပေးတာမြတ်စွာဘုရားအဲ့တော့ယဟန်တွေကိုစပြီးတော့တရားဟောတော့ကိတ္တဝတ္တနုခောဘိက္ခဝေဘိက္ခုပရိဝိမန္တမာနောပရိဝိမန္တေယသဗ္ဗသောသမ္မဒုက္ခခိအတ္တလုံးဝဒုက္ခချုပ်ငြိမ်းရန်အတွက်ဘယ်တိုင်းတာနဲ့ဒီလန်ရှာတဲ့လေအတိုင်းတာဘယ်လောက်ထိဘယ်လိုနီးနဲ့ဒီလန်ရှာရမလဲနီးလန်တော့ရှာရမှာမရှာလို့ရှိရင်ဒီနီးလန်နဲ့မတွေ့နိုင်ဒုက္ခချုပ်ငြိမ်းရာဒုက္ခချုပ်ငြိမ်းရာမှန်ကန်သောနည်းဖြင့်ဒုက္ခမှန်သမျှလုံးဝချုပ်ငြိမ်းရာနီးလန်ကိုဘယ်လိုရှာမလဲပရိဝိမန္တနာဆိုတာစူးစမ်းလေ့လာတာနော်ဆင်ញင်သုံးသပ်တာစူးစမ်းလေ့လာတာကြောင်းရှာတာသူတည်တနာလောက်တာလို့ဆိုလို့တယ်ပေါ့ပရိဝိမန္တဝိမန္တဆိုတာမိမန္တပဲမိမန္တဆိုတာစူးစမ်းတာလေ့လာတာအကြောင်းရှာတာအသိပညာနဲ့စူးစမ်းရှာဝေတာလောကီကိစ္စတွေမှာလည်းပဲနိလန့်ကိုရှာနေကြတာပဲလေရှုပ်ဝတ္ထုတွေပဲမှာနိလန့်ရှာကြတော့အမျိုးစုံတွေ့တာပဲသိပ္ပံလို့ခေါ်တဲ့ရှုပ်ပိုင်းဆိုင်ရာတွေကလည်းဒါနိလန့်ရှာထားတာလို့ခေါ်တယ်သူတို့နိလန့်ရှာတာပဲအဲ့တော့လေနိလန့်ရှာတဲ့ပညာရ
အဲ့ဒီရုပ်ပိုင်းဆိုင်ရာတွေမှာနိလန်းရှာတယ်လို့ပဲဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့ဆိုတာလဲနိလန်းရှာရမယ်တဲ့ဘယ်တိုင်းတာနဲ့ရှာကြမလဲဘယ်လိုရှာမလဲလို့မြတ်စွာဘုရားယဟန်ကိုမေးလိုက်တဲ့အခါကျတော့ယဟန်ကလျှောက်တယ်တပည့်တော်တို့ဓမ္မအတိတွေဟာမြတ်စွာဘုရားကိုမြတ်ဖျားခန္ဓာဖြစ်ပါတယ်မြတ်စွာဘုရားစီကဆင်းသက်လာတာဖြစ်တယ်မြတ်စွာဘုရားသာလင်အာကိုအာရအခြေခံရဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားမေးတဲ့ဒီမေခွန်းရဲ့အဖြေကိုမြတ်စွာဘုရားကိုယ်တိုင်ပဲတာဝန်ယူပြီးတော့ဖြေရှင်းပေးပါမြတ်စွာဘုရားဟောတဲ့အခါမှာသူတို့နိုင်မှတ်သားကြပါမယ်လို့ရဟန်းเนี่ยအဲ့လိုပြန်လျှောက်တယ်မေးလိုက်တဲ့ဒုက္ခချုပ်ငြိမ်းရနိလန်းဘယ်လိုရှာကြမလဲလို့ဆိုရှာဘုံရှာနည်းကိုအရှင်ဘုရားပဲရှင်းပေးပါဆိုတော့မြတ်စွာဘုရားကရှာဘုံရှာနည်းကိုဟောတာအဲ့ဒါလေးကိုမှတ်သားဖို့အဲ့တော့ဒုက္ခရှာဘုံလေးကပဋိစ္စသမုပ္ပါဒ်ကိုဥတည်ပြီးတော့မြတ်စွာဘုရားဒုက္ခရှာဘုံကိုရှာပြတယ်ဘယ်လိုရှာတော့လို့ဆိုလောကမှာဒုက္ခဆိုအမျိုးမျိုးဖြစ်တယ်အဲ့ဒုက္ခအမျိုးမျိုးဖြစ်တဲ့ထဲမှာကျန်တဲ့ဒုက္ခတွေပြောမနေနဲ့အများကြီးပဲနော်ကျန်တဲ့ဒုက္ခတွေမပြောနဲ့တော့အများကြီးပဲကောင်းကြိုက်တာတွေဖြားတာတွေနားတာတွေဒါတွေသတ်ထားလိုက်လောကမှာကြုံတွေ့ရတဲ့စိတ်ဆင်းရဲစရာတွေမကျေနပ်စရာတွေအစမပြေတာတွေအဲ့ဒုက္ခတွေအများကြီးရှိတယ်မြတ်စွာဘုရားကအိုခြင်းဆင်းရဲနဲ့သိခြင်းဆင်းရဲအိုခြင်းဒုက္ခနဲ့သိခြင်းဒုက္ခစရမရဏအဲ့ဒီအိုခြင်းနဲ့သိခြင်းဆိုလောကမှာဖြစ်ပေါ်လာတယ်ဖြစ်နေတယ်ဟုတ်တယ်လူတိုင်းတနေ့ကျတော့ကြုံတွေ့ရတယ်တချို့ကကြုံတွေ့နေပြီတချို့ကကြုံတွေ့ရလက်တန့်တချို့ကကြုံတွေ့ပြီးနေပြီလူငယ်လူရွယ်တွေကကြုံတွေ့ရလက်တန့်အသက်ရှင်နေသေးတဲ့လူတွေကမရဏဒုက္ခကြုံတွေ့ရလက်တန့်လူပြိုသေးတဲ့ပုဂ္ဂိုလ်တွေကစရဒုက္ခကိုကြုံတွေ့ရလက်တန့်ဘုန်းကြီးတို့တွေကအခုစရဒုက္ခကြုံတွေ့နေရပြီမရဏဒုက္ခကကြုံတွေ့ရလက်တန့်အိုခြင်းဆင်းရဲသိခြင်းဆင်းရဲအဲ့ဒီဒုက္ခဆိုလောကမှာဘယ်သူမှမရှောင်လွှဲနိုင်တဲ့ဒုက္ခတစ်ခုဖြစ်ပေါ်နေတယ်တဲ့အဲ့လိုဖြစ်တဲ့အခါမှာစဉ်းစားလိုက်ပါနော်နိလန်းစဉ်းစားရမှာဘာစဉ်းစားရမလဲဆိုဣတံနုခောဒုက္ခံကိဏိတံဒီဒုက္ခဘာကိုအကြောင်းခံပြီးဖြစ်လာလဲဘာကြောင့်ဖြစ်လာဘယ်ကနေပြီးတော့မြစ်ဖြားခံလာတယ်ဒီဆင်းရဲဒုက္ခဘယ်ကနေစပြီးမြစ်ဖြားခံလာတယ်ဘာရှိနေလို့ဒီအိုခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုဒုက္ခဖြစ်နေရတာလဲဘာမရှိဘူးဆိုရင်စရဒုက္ခအရဏဒုက္ခမဖြစ်ဖဲရှိမလဲဒါစဉ်းစားခိုင်းတာစဉ်းစားခိုင်းတာနော်စရမရဏဆိုတဲ့ဒုက္ခသည်ဘယ်အမြစ်ဖြားခံလာတယ်လဲဘာရှိနေလို့စရမရဏဒုက္ခရှိနေရတာလဲဘာမရှိတော့ဘူးဆိုရင်စရမရဏဒုက္ခမရှိတော့ဘူးလေစဉ်းစားလိုက်တဲ့အဲ့ဒီလိုစဉ်းစားလိုက်လို့ရှိရင်အဖြေထွက်လာလိမ့်မယ်အော်ဒီအိုခြင်းဆိုတဲ့ဒုက္ခသိရခြင်းဆိုတဲ့ဒုက္ခဟာသာတိနိဒာနံမွေးဖွားခြင်းကိုအကြောင်းခံလာတာပဲဖြစ်တယ်မွေးလို့အိုတာလေဖြစ်လာလို့အိုတာပဲလေလူတွေအိုတာလားဆိုမဟုတ်လေအပွင့်နေအသီးတွေကြည့်ပေါ့ပန်းလေးတစ်ပွင့်ဆိုလို့ရှိရင်ပထမဆုံးကအဖူးလေးဖူးလာတယ်အဲ့ရဖူးလာပြီးတော့နောက်အပွင့်လေးဖြစ်လာ
အဲ့ဒီအပွင့်လေးဖြစ်လာတဲ့အခါမှာတဖြည်းဖြည်းရင့်လာပြီးတော့အပွင့်လေးကနွမ်းပြီးကြွေကြသွားတာဒါလူသဘာဝနဲ့တူတူပဲဘာမှမထူရင့်လာတာစရာကြွေကြသွားတာမရဏအသီးဆိုလဲအဲ့တိုင်းပဲအသီးကင်းလေးဖြစ်လာတယ်အသီးလေးစတင်လာတယ်စသည်ပဲနောက်တကတဖြည်းဖြည်းရင့်လာတယ်မဲ့တယ်ကြွေကြသွားတယ်အဲ့ဒါအကယ်၍သာပန်းလေးကမပွင့်ဘူးဆိုရင်နွမ်းစရာမရှိဘူးအသီးလေးတစ်ခုကမသီးဘူးဆိုရင်မဲ့ပြီးတော့ကြွေကြစရာမရှိဘူးလူဘဝမှာမမွေးဖွားခဲ့ဘူးဆိုလို့ရှိရင်လူအိုလူမင်းဖြစ်မှာမဟုတ်ဘူးလူသေးဖြစ်မှာမဟုတ်ဘူးအဲ့မွေးဖွားခြင်းအကြောင်းပဲဒီလိုစဉ်းစားခိုင်းတာဒါစဉ်းစားလို့ရတယ်လေဘယ်သူပဲဖြစ်ဖြစ်စဉ်းစားကြည့်ဒါအမှန်ကန်ပဲမွေးဖွားလာလို့ဆိုမလွဲတဲ့စဉ်းစားနည်းအဲ့ဒါကိုနီလန်းရှာကြည့်တာနော်နီလန်းရှာအဲ့ဒါလို့သိမယ်သိပြီးတော့ဒီအိုခြင်းသိခြင်းဆိုတဲ့ဒုက္ခဟာအိုခြင်းသိခြင်းဆိုတဲ့ဒုက္ခကိုလည်းသူသဘောပေါက်တယ်ဘာကြောင့်အိုခြင်းသိခြင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားကိုလည်းသဘောပေါက်တယ်အိုခြင်းသိခြင်းချုပ်ဆုံးရမယ်ချုပ်ဆုံးခြင်းရဲ့အကြောင်းကိုလည်းသဘောပေါက်တယ်ချုပ်ဆုံးမှုနိလန့်ကိုလည်းသဘောပေါက်တယ်သစ္စာလေးပါးပဲဒါအထူးဘူးလေစရမရဏကိုသိတာဒုက္ခသစ္စာကိုသိတာဒုက္ခသစ္စာစရမရဏကိုသိတယ်စရမရဏဖြစ်ကြောင်းတရားကိုသိတယ်သမုဒိယသစ္စာကိုသိတယ်စရမရဏချုပ်ငြိမ်းခြင်းကိုသိတာនិရောဓသစ္စာကိုသိတယ်စရမရဏချုပ်ငြိမ်းကြောင်းအကျင့်ကိုသိတာမဂ္ဂသစ္စာကိုသိတာအဲ့ဒီလမ်းကြောင်းအတိုင်းနဲ့ပฏิပန္နောဟောဒီအဲ့ဒီလမ်းကြောင်းတိုင်းရှောက်ဘယ်လမ်းကြောင်းလို့ဆိုစရမရဏនិရောဓသာရုပ္ပခမိနိပฏิပဒါမဂ္ဂရှိပါလမ်းကြောင်းပဲလေဝိပဿနာတရားအထုတ်ခိုင်းတာဝိပဿနာတရားအထုတ်ရင်ဘယ်လိုထုတ်ရမှာတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်လုပ်လိုက်အမဝါစာသမကမ္မန္တသမအာစီဝအဲ့ဒီပုံမှာအခြေခံပြီးတော့ကြိုးစားသမာဓိစိတ်တည်ငြိမ်အောင်ကြိုးစားသမဝါယာမသမတတိသမသမာဓိစိတ်တည်ငြိမ်လာတဲ့အခါအမှန်ကိုစဉ်းစားလို့အမှန်သိလာတဲ့သမဒိဋ္ဌိနဲ့သမသင်္ကပ္ပအဲ့တော့မဂ္ဂင်၃ပါးကိုအခြေခံပြီးတော့မဂ္ဂင်၅ပါးနဲ့အလုပ်လုပ်ခိုင်းတာအဲ့ဒါကိုမြတ်စွာဘုရားကဟောလိုက်တာတထာပฏิပန္နောစဟောတိအဲ့ဒီလမ်းကြောင်းတိုင်းရှောက်ရမယ်ဘာစရမရဏချုပ်ကြောင်းစရမရဏချုပ်ရာစရမရဏချုပ်ငြိမ်းမှုတို့ဆက်ရောက်နိုင်တဲ့အကျင့်လမ်းကြောင်းအဲ့ဒီလမ်းတိုင်းသွားတဲ့အနုဓမ္မစာရီအဲ့ဒီလမ်းကြောင်းပေါ်ကိုရောက်စေနိုင်တဲ့အကျင့်တရားတွေကိုကျင့်အဲ့ဒီလိုကျင့်ခြင်းဟာဒုက္ခချုပ်ငြိမ်းရာဒီလမ်းပဲဖြစ်တယ်ဒီလမ်းကိုဆောင်ရွက်ခြင်းပဲဖြစ်တယ်ချမ်းဖို့ရတာအဲ့တော့ဒုက္ခချုပ်ခြင်းလို့ရှိရင်အဲ့ဒီနိလန့်ရှိတယ်အဲ့ဒီနိလန့်တိုင်းသွားလို့ပြောတာအမှန်တတိပ္ပဏတော့မှလည်းဧကယနောယံဘိက္ခုတကြောင်ဒီတော့လမ်းဆိုတာဒီလမ်းပဲလေမဂ္ဂသစ္စာလမ်းတိုင်းသွားလို့ပြောတာအဲ့တန်ချင်းအနုဓမ္မစာရီနိဗ္ဗာန်တရားနဲ့လျော့ကန်တဲ့အကျင့်ကိုကျင့်လျော့ကန်တဲ့အကျင့်တွေဆိုတာဘာတော့ဆိုလို့ရှိရင်ကိရိတာတွေဖြစ်မဲ့မဖြစ်အောင်လုပ်ပေါ့ဆိုလိုတာကိရိတာမဖြစ်အောင်တာမယ်အမှန်တရားသိရှိနားလည်အောင်ကျင့်သုံးမယ်အဲ့တော့သမ္မာဒိဋ္ဌိဖြင့်သဘာဝတရားအမှန်ကိုသိမယ်သမ္မာသင်္ကပ္ပဖြင့်အမှန်သိအောင်ကြိုးစားစဉ်းစားမယ်
သမ္မာဝါယာမဖြင့်အမှန်သိဖို့အတွက်ကြိုးစားမယ်သမ္မာတတိကအမှန်သိဖို့အာယုံကိုရယူပေးမယ်သမ္မာသမာဓိကအမှန်သိဖို့အာယုံပေါ်မှာစုစိုက်ထားမယ်အဲ့ဒီမဂ်ခင်၅ပါးနဲ့အလုပ်လုပ်ပါလို့ပြောတာအလုပ်လုပ်လိုက်လို့ရှိရင်အဲ့ဒါဒီအိုခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခချုပ်ဖို့အတွက်သွားနေတဲ့လမ်းကြောင်းပဲဖြစ်တယ်ကျင့်သုံးနေခြင်းပဲဖြစ်တယ်လို့ဆိုဒါတခုနောက်တနည်းစဉ်းစားပုံကိုတစ်ခါပြောပြနေပြန်ဆိုဗျာဒီနည်းနဲ့သွားလဲရောက်တယ်ဆိုလိုတာကနိဗ္ဗာန်ဆိုတာဝင်ပေါက်တွေအများကြီးရှိတယ်ဘာနဲ့တူတော့ဆိုရင်ပင်လေစိတ်ကမ်းကြီးနဲ့တူတယ်ပင်လေစိတ်ကမ်းကြီးတဲ့ဝင်မှုစိတ်ကမ်းတွေအများကြီးရှိတယ်လမ်းကြောင်းတွေအများကြီးရှိတယ်မြို့ကြီးတစ်မြို့တည်းသွားဖို့ရအတွက်လမ်းကြောင်းတွေအများကြီးရှိတယ်အခုခေတ်ဆိုပိုများတယ်လေးလမ်းဘက်ကသွားမလားကုန်းလမ်းဘက်ကသွားမလားရှေးလမ်းဘက်ကသွားမလားဟုတ်လားတော့နိဗ္ဗာန်ဆိုတာလေတပ္ပတောပပ္ပံဆိုတာဘယ်ကသွားလို့ရတဲ့နေရာတွေကြီးပဲကောင်းအဲ့တော့ဒါဒီလိုစဉ်းစားတာတနည်းတစ်ခုပေးလိုက်ပြီးတော့အထပရံပရိဝိမန္တမာနောပရိဝိမန္တတိအဲ့နောက်တစ်မျိုးစဉ်းစားအောင်မယ်ဆိုရင်စဉ်းစားနောက်တစ်မျိုးနီလန်းရှာဘယ်လိုရှာမလို့ဆိုဇာတိကြောင့်ဆိုတာမရဏဖြစ်တယ်ဆိုတာသူအဖြစ်ထုတ်ထားပြီးပြီဒါဖြင့်ထပ်စဉ်းစားပါအဲ့ဒီဇာတိကရောဘာကြောင့်ဖြစ်တာလဲဆက်စဉ်းစားပါအဲ့ဒီဇာတိကရောဘာကြောင့်ဖြစ်လာတာလဲလောကမှာမွေးဖွားရခြင်းကတော့ဘယ်ကိုမြစ်ဖြားခံလာတယ်လဲဘယ်အရာဘယ်အကြောင်းတရားမရှိရင်ဇာတိမရှိဘူးလေဘယ်အကြောင်းတရားရှိနေလို့ဇာတိဆိုတာရှိနေရတာလေဘယ်အကြောင်းတရားမရှိဘူးဆိုရင်ဇာတိမရှိတော့တာလေလို့စဉ်းစားလိုက်ပါတဲ့စဉ်းစားလိုက်တဲ့အခါသူအဖြေရလာမယ်ပြိဿသောဘာနဲ့သွားတာဇာတိဘာကြောင့်ဖြစ်တာတော့ဇာတိဘဝနိဒာနာကမ္မဘဝဆိုတဲ့ကံတရားတွေကိုခြေခံလိုက်တာကံတရားတွေကိုမြစ်ဖြားခံပြီးတော့မွေးဖွားခြင်းဆိုတာဖြစ်လာတာကံရှိနေလို့ဖြစ်ရတယ်ဘဝနိဒာနာဘဝသမုဒယဘဝဇာတိကဘဝပပဝကမ္မဘဝကိုခြေခံပြီးတော့ဇာတိဆိုတာဖြစ်တာတဲ့ဘဝေတတိဇာတိဟောတိကမ္မဘဝရှိနေရင်ကံတရားတွေရှိနေရင်ဇာတိဆိုတဲ့မွေးဖွားခြင်းရှိမှာပဲဘဝေအတ္တိဇာတိနာဟောတိကမ္မဘဝမရှိတော့ဘူးကံမရှိတော့ဘူးဆိုရင်မွေးဖွားခြင်းဆိုတာမရှိဘူးဒီနေရာမှာမတူကွဲပြားမှုရှိတယ်ဘုရားရဲ့တရားတော်ကသဘာဝတရားကိုပဲလက်ညှိုးထိုးထားတယ်အကြောင်းရှာထားတာအကြောင်းရှာတာသဘာဝတရားပဲတခြားဘာသာတွေကဟိုရှိတုန်းကတည်းကရှိတဲ့ဘာသာဣတရနိမနဝါဒဆိုရှေးတုန်းကရှိတဲ့ဘာသာတရားပါတော့ဘုရားသခင်ဖန်ဆင်းမှုဆိုတာကိုအကြောင်းရှာတယ်နော်ဘုရားဝါဒမှာအဲ့ဒီအကြောင်းရှာနေမပါဘူးအဲ့ဒါကိုလက်ခံမထားဘူးနော်နောက်တနည်းကအတိတ်ကလှုပ်ခဲ့လို့ဆိုတဲ့အကြောင်းကိုလည်းမြတ်စွာဘုရားမရှာဘူးနောက်တစ်ခုကအကြောင်းပဲဖြစ်တယ်လို့ပြောတဲ့အကြောင်းလည်းမရှာဘူးအကြောင်း၃မျိုးရှိတယ်လောကမှာဘာသာဝါဒအရာကွဲပြားမှုအကြောင်း၃မျိုးရှိတယ်ဘာကြောင့်ဖြစ်လာသလဲဘာကြောင့်မွေးလဲဆိုရင်ဘုရားသခင်ဖန်ဆင်းလို့ဒါအကြောင်းတစ်ခုနောက်တစ်ယောက်ကတော့အတိတ်ကလှုပ်ခဲ့လို့ဒါအကြောင်းတစ်ခုနောက်တစ်ယောက်ကအကြောင်းရှာတာမဟုတ်ဘူးသူဖြစ်ချင်လို့ဖြစ်တာဘာအကြောင်းကြောင့်မှမရှိဘူးခေါင်းချောက်ခံပြီးမစင်စားဘူးသူကအဲ့ဒီ၃မျိုးဟာမမှန်ကန်တဲ့အကြောင်းတွေလို့ဝိသမဟေတုလို့ခေါ်တယ်မှန်ကန်မှုမရှိတဲ့အတွေ့အကြုံအမြင်တွေဖြစ်တယ်အဲ့တော့အကြောင်းဆိုတာရှိရမယ်အဲ့ဒီအကြောင်းဘာလဲ
စာတိရဲ့အကြောင်းဒီကမ္မဘဝသာလည်းဖြစ်တယ်ကံရှိလို့မြတ်စွာဘုရားကအကြောင်းရှာပြတာအဲ့ကြတော့ဒီပုဂ္ဂိုလ်ဟာစာတိဆိုတာပါလဲဆိုတာလည်းသိတယ်စာတိဖြစ်ကြောင်းတရားကပါလဲဆိုတာလည်းသိသွားစာတိဖြစ်ကြောင်းတရားဘဝလေဟုတ်စာတိဆိုတာကိုလည်းသိတယ်စာတိဖြစ်ကြောင်းတရားဆိုတာကိုလည်းသိတယ်စာတိချုပ်ကြောင်းတရားဆိုတာဘဝချုပ်ရင်စာတိချုပ်တယ်အဲ့တော့ချုပ်ကြောင်းတရားကိုလည်းသိတယ်ဇာတိချုပ်ကြောင်းကိုရောက်စေနိုင်တဲ့ကျင့်စဉ်ကိုလည်းသိတယ်အဲ့ဒီကျင့်စဉ်လမ်းကြောင်းအတိုင်းလျှောက်တယ်ဒီတိုင်းလျှောက်တယ်အဲ့ဒါလျှောက်တယ်ဆိုတာဝိပဿနာတရားအထုတ်တာခုနတို့ပဲနော်ဝိပဿနာတရားအထုတ်တယ်အဲ့ဒါဟာလည်းပဲတဲ့လုံးဝဒုက္ခချုပ်ငြိမ်းမှုအတွက်နိလန်းရှာခြင်းပဲဖြစ်တယ်လုံးဝချုပ်ငြိမ်းနိုင်တဲ့နိလန်းပဲဖြစ်တယ်အဲ့ဒါလို့သစ္စာပြဒီမှာဟောတာနော်ဒါတဏှိပြီးတော့ဗျာနောက်တခြားနည်းနဲ့စူးစမ်းအောင်မလားသူပြောတဲ့ဘဝဆိုတာကရောသူကသူဖြစ်လာမဟုတ်ဘူးဘဝကဘာကိုချိခံတာတော့လို့စဉ်းစားလိုက်တော့ဘဝဆိုတာဟာဥပါဒံကိုချိခံပြီးတော့ဖြစ်တာနော်အဲ့တော့အဲ့တဲ့တော့ဥပါဒံကိုချိခံပြီးဖြစ်တာဥပါဒံကိုမြစ်ဖြားခံတယ်ဥပါဒနာဆွဲလမ်းမှုရှိနေသေးလို့ဘဝဆိုတာရှိတာဆွဲလမ်းမှုရှိနေသေးလို့ဘဝဆိုတာရှိတယ်ဆွဲလမ်းမှုမရှိဘူးဆိုရင်ဘဝဆိုတာမရှိဘူးဆိုတော့သူကဒါကိုရှင်းရှင်းကြီးသိပြီးတော့ရှင်းရှင်းကြီးသိပြီးတော့ဘဝဆိုတာကိုလည်းဘဝကိုလည်းသိတယ်ဘဝဖြစ်ကြောင်းတရားကိုလည်းသိတယ်ဘဝချုပ်ကြောင်းတရားကိုလည်းသိတယ်ဘဝချုပ်ရနိဗ္ဗာန်သို့ရောက်တဲ့ကျင့်စဉ်ကိုလည်းသိတယ်လို့သားတာနော်အဲ့လိုပဲတခါဆက်စဉ်းစားတယ်ဥပါဒံကရောဘာကိုမြစ်ဖြားခံလာတယ်လဲသူ့မှာလည်းအကြောင်းရှိရမယ်ဘာကိုမြစ်ဖြားခံလာတယ်ဆိုတော့ဒါပရိစ္ဆေသမုပ္ပါဒ်တိုင်းပဲတဏှာကိုမြစ်ဖြားခံလာတာတဏှာရှိလို့ဥပါဒံရှိတာတဏှာမရှိရင်ဥပါဒံမရှိဘူးဒါကြောင့်သူတဏှာကိုလည်းသိတယ်တဏှာဖြစ်ကြောင်းတရားကိုလည်းသိတယ်တဏှာချုပ်ကြောင်းတရားကိုလည်းသိတယ်တဏှာချုပ်ဖို့ကျင့်စဉ်ကိုလည်းသိတယ်သိလို့အဲ့ဒီကျင့်စဉ်အတိုင်းလျှောက်လန်းတယ်ဒီနည်းနဲ့လည်းဆင်းရဲဒုက္ခကိုနော်ဒုက္ခကိုချုပ်ငြိမ်းမှုရအတွက်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်ထို့တူပဲဒီတဏှာကရောဘာကြောင့်ဖြစ်တာတော့ဆက်စင်စားတယ်ဝေဒနာရှိလို့ဖြစ်တာစိတ်ခံစားချက်ကြောင့်ဖြစ်လာတာအဲ့ဒီစိတ်ခံစားချက်ကရောဘာကြောင့်ဖြစ်တာတော့လို့ခြုံလိုက်မယ်ဆိုရင်တော့စိတ်ခံစားချက်ကဘာကြောင့်ဖြစ်တာတော့ဆိုဖတ်တာဆိုတာရှိလို့ဖြစ်တယ်ဖတ်တာကဘာကြောင့်ရှိတာတော့ဆိုအာရဏ6ပါးပေါင်းစုံပြီးလို့ဖြစ်တယ်အာရဏ6ပါးရှိလို့ဖြစ်တယ်ဒါဖြင့်အာရဏ6ပါးကဘာကြောင့်ဖြစ်တာတော့ဆိုနန္ဒီယုတ်တိရှိလို့ဖြစ်တာနံယုတ်ကဘာကြောင့်ဖြစ်တုံးဆိုတော့ပရိသေဝိညာဉ်စိတ်လေးရှိလို့ဖြစ်တာဒါပရိသေစိတ်ဝိညာဉ်စိတ်လေးကဘာကြောင့်ဖြစ်တာတော့ဆိုသင်္ခါရကြောင့်ဖြစ်တာကံတရားတွေကြောင့်ဖြစ်တာဟောကံဘက်ကိုပြန်ရောက်လာပြုပြင်အထုံးမှုဆိုတဲ့သင်္ခါရတွေကြောင့်ဖြစ်တာအဲ့ဒီသင်္ခါရဆိုတဲ့ပြုပြင်အထုံးမှုကံတရားတွေကဘာကြောင့်ဖြစ်တာတော့ဆိုအဝိဇ္ဇာကြောင့်ဖြစ်တာအဝိဇ္ဇာရှိလို့သင်္ခါရရှိနေတာအဝိဇ္ဇာမရှိရင်သင်္ခါရမရှိဘူးနော်အဝိဇ္ဇာမရှိရင်သင်္ခါရမရှိဘူးဒါကြောင့်မို့သူဟာအဝိဇ္ဇာကိုလည်းသိတယ်ဒါဒုက္ခကိုသိတာဆိုအဝိဇ္ဇာကိုသိတယ်သိခြင်း၄မျိုးအဝိဇ္ဇာကိုလည်းသိတယ်အဝိဇ္ဇာဖြစ်ကြောင်းတရားကိုလည်းသိတယ်အဝိဇ္ဇာချုပ်ကြောင်းတရားကိုလည်းသိတယ်အဝိဇ္ဇာချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ကိုလည်းသိတယ်အဲ့ဒီကျင့်စဉ်အတိုင်းလည်းပဲရှောက်လန့်ပြီးတော့ကျင့်ကြံကြုတ်ကိုအထုတ်တယ်
အဲ့ဒီလိုအထုတ်ခြင်းဟာဒုက္ခချုပ်ငြိမ်းရနိလန်းရှာအထုတ်ခြင်းပဲဖြစ်တယ်ဒုက္ခတွေကိုရှာပြတာနော်ပရိစ္ဆေသမုပ္ပါဒ်နဲ့ရှာပြလိုက်တာအဲ့ထဲမှာဖန်ဆင်းရှင်ဆိုမှာပါအတိတ်ကလုတ်ခဲ့တယ်ဆိုမှာပါနော်အကြောင်းမရှိဘဲနဲ့ဖြစ်တယ်ဆိုတာလည်းမပါမှန်ကန်တဲ့အကြောင်းတစ်ခုပြပေးတာဒီဒါရှိလို့ဒါရှိရတယ်ဆိုတာဣဗတမိတတိဣရံဟောတိဒါရှိလို့ဒါရှိတာဒီအကြောင်းတွေရှိလို့ဒီအကျိုးရှိတာဣဗတဥပ္ပါဒဣရံဥပ္ပစ္စတိဒါဖြစ်လို့ဟောဖြစ်တာမှန်တယ်လေဘယ်နေရာပဲကြည့်ကြည့်ဆိုရစို့မိထွန်းထားတယ်လျှက်စစ်မိရှိတယ်လျှက်စစ်မိရှိလို့အလင်းရောင်ရှိတာနော်လျှက်စစ်မိရှိလို့အလင်းရောင်ရှိတာလျှက်စစ်မိမရှိရင်အလင်းရောင်မရှိဘူးလျှက်စစ်မိနဲ့ပတ်သက်တာပေါ့နော်မိရှိလို့အလင်းရောင်ရှိတာမိမရှိရင်အလင်းရောင်မရှိဘူးနေရှိလို့အလင်းရောင်ရှိတယ်နေမရှိရင်အလင်းရောင်မရှိဘူးအကြောင်းဆိုတာနေရာတိုင်းမှာရှိတယ်ပေါ့သူကလည်းသူအဲ့ဒါလို့အကြောင်းတရားကိုအလေးနဲ့ထားပြီးတော့ရှုထောင့်၄ခုနဲ့အချက်၄ချက်နဲ့စဉ်းစားတာအကြောင်းတရားကိုသိအောင်လုပ်ရမယ်အကြောင်းတရားရဲ့အကြောင်းကိုလည်းသိအောင်လုပ်ရမယ်အကြောင်းတရားချုပ်ကြောင်းကိုလည်းသိအောင်လုပ်ရမယ်အဲ့ဒီချုပ်စေနိုင်တဲ့ကျင့်စဉ်ကိုလည်းသိအောင်လုပ်ရမယ်သိပြီးအဲ့ဒီကျင့်စဉ်လမ်းကြောင်းအတိုင်းရှောက်လန်းရမယ်ဒါဟာဒုက္ခချုပ်ငြိမ်းမှုအတွက်နိလန်းရှာခြင်းပဲဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်နဲ့အခုလိုစဉ်းစားဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာပြောတော့အဝိဇ္ဇာကတောယံဘိက္ခွေပုရိသပုဂ္ဂလောအဝိဇ္ဇာဖြစ်ပြီဆိုရင်နော်အဝိဇ္ဇာဆိုတာဘာလို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအမှန်မသိခြင်းအမှန်တရားကိုမသိခြင်းရှင်းရှင်းပြောလိုက်လို့ရှိရင်ဘာလှုပ်တဲ့လဲဘာမလှုပ်တဲ့ဘူးမသိဘူးလူတွေကမသိဘူးအခုတော်သင်လေးသိနေတာဘုရားဟောတာလို့သိတာဘုရားဟောတာတဲ့တရားတွေနာဘူးလို့သိတာအနုမို့ဆိုသိကိုမသိတာဒါနော်အဲ့ဒါကြောင့်မသိတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအကြောင်းတရားကိုမသိတာအဲ့ဒီမသိတဲ့အဝိဇ္ဇာလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာသူစိတ်ကူးရတဲ့အတိုင်းကောင်းတာလည်းလုပ်တယ်ကောင်းတာလုပ်လို့ရှိရင်ကောင်းတဲ့ကုသိုလ်ကြောင့်ကောင်းတဲ့ဝိညာဉ်ဖြစ်သွားတယ်ကောင်းတဲ့ဘဝရောက်သွားတယ်အမှန်မသိတော့မကောင်းတာကိုကောင်းထင်ပြီးတော့လှုပ်လိုက်တယ်ဘာမှပြည့်မရှိဘူးမကောင်းတဲ့ကိုလှုပ်သည့်အတွက်ကြောင့်မကောင်းတဲ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်မကောင်းတဲ့ဝိညာဉ်စိတ်ဖြစ်လာတယ်ဘဝတစ်ခုရလာတယ်လို့သူတို့ပြောတာအကျိုးကအဲ့ဒါမကောင်းတာဖြစ်လာတခါဒီတုံလုံးမှုကင်းတဲ့ဒီနေရာမှာသူကပုံညာဝိသင်္ခါရအပုံညာဝိသင်္ခါရအနိစ္စဝိသင်္ခါရဆိုအခွဲရှိတယ်နော်ပုံညာဝိသင်္ခါရဆိုတာဘယ်ဟာကိုပြောတာတော့ဆိုရင်မဟာကုသိုလ်စိတ်၈ခုရဲ့ရူပဝဆရာကုသိုလ်စိတ်၅ခုရဲ့အဲ့ဒီ73ခုကိုပုံညာဝိသင်္ခါရအဲ့ဒီမှာရှိတဲ့စေတနာကိုပုံညာဝိသင်္ခါရလို့ခေါ်တယ်အပုံညာဝိသင်္ခါရဆိုတာအကုသိုလ်စေတသိက်12ခုမှာရှင်းနေတဲ့စေတနာ12ခုကိုပြောတာအရက်လို့ပြောလိုက်တော့ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ပေါ့နော်သေချာခွဲလိုက်တဲ့အခါကျတော့ပုံညာဆိုတာ73ခုအပုံညာဆိုတာ12ခုအနိစ္စဆိုတာကျတော့ရှုပ်တရားမပါတော်သည်နန္တရားတက်တက်တာဖြစ်တယ်အရူပဝဆရာကုသိုလ်၄ခုစေရနာ၄ခုအဲ့ဒီစေရနာ၄ခုကိုအနိစ္စလို့ခေါ်တယ်တုံ့လုံးမှုမရှိဘူးပို့ပြီးတော့တည်ငြိမ်နေအနိစ္စဘိသင်္ခါရလို့ခေါ်တယ်အဲ့ဒါလုပ်လို့ရှိရင်အရူပဘုံရောက်တယ်မြတ်စွာဘုရားကလူတွေသိတဲ့ဟာတယ်မဟုတ်ဘူးအကုန်လုံးလောကမှာရှိတာအကုန်ခြုံဟောလိုက်တာဘုံဘဝ
30ပုံနဲ့ရှင်းပြီးတော့ဟောတာဒါနော်ကုသိုလ်ကံအကုသိုလ်ကံကုသိုလ်ကံကို2မျိုးခွဲလိုက်တယ်ကာမဝဆရာကုသိုလ်ကံနဲ့ရူပဝဆရာကုသိုလ်ကံက1မျိုးအရူပဝဆရာကုသိုလ်ကံကို1မျိုးနော်အကုသိုလ်က1မျိုးဆို3မျိုးခွဲဟောတာအဲ့လိုအမှန်မသိတာကိုအကြောင်းပြုပြီးတော့အဲ့တော့သမထကျင့်တာရောအမှန်မသိဘူးလားဘလို့အမှန်မသိတာလဲအရူပဘုံရောက်ဖို့ဆိုတာသူကအရူပဘုံဟာရှုံးမရှိသည့်အတွက်ကြောင့်ဒုက္ခမရှိတော့ဘူးဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြားတယ်နားတယ်ရှိနေတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးမရှိတာကောင်းတယ်လို့တွေးထင်ရင်ဟာအရူပဘုံကကောင်းတယ်လို့တွေးထင်တာဒါမှားရွံ့တဲ့အတွေးပဲအဝိဇ္ဇာကြောင့်အဲ့ဒါနဲ့အရူပဘုံရောက်ဖို့အတွက်သမထကျင့်စဉ်ကိုကျင့်တယ်အဲ့ဒီလိုတွေးရကွာမှားနေတယ်ဘာလို့လဲဆိုရင်ဒုက္ခရှိနေတယ်လေသူကတော့အကောင်းဆုံးဘုံလို့ထင်ပြီးတော့လုပ်တာပေါ့ဒါကြောင့်အဲ့ဒါလည်းပဲဒီတန်တရားစေဝံကမလွတ်ဘူးလေအဲ့ဒီလိုသူကအမှန်မသိတာဒုက္ခကိုဒုက္ခလို့ထင်တာမလွတ်မြောက်တာကိုလွတ်မြောက်တယ်လို့ထင်တာတော့ထာဝရကောင်းကင်ဘုံရောက်သွားရင်တို့ကမောမနာမသိလို့ဒါအမှန်မသိလို့ပြောနေတာဘဝဟာဖြစ်လာပြီဆိုဘယ်ဘဝပဲဖြစ်ဖြစ်သိမှာပဲဘဝဆိုတာမှန်ရင်ဘယ်ဘဝဖြစ်ဖြစ်သိမှာပဲအဖြစ်ရှိတာမှန်တယ်အပြည့်ရှိမယ်ဒါနိယမတော်တရားကြီးပဲမွေးရင်သိမှာပဲနော်လုံးဝမမွေးမှသိမှာဘယ်မှကိုမဖြစ်တော့ဘူးဆိုမှပဲဖြစ်သေးတယ်ဆိုရင်ပြည့်အောင်မှာပဲအဖြစ်ရှိရင်ပြည့်ရှိမယ်အစာရှိရင်ဆုံးရှိမယ်အသက်ရှိရင်ကြာရှိမယ်အလားရှိရင်ပြန်ရှိမယ်ဒါတွေကရှောင်လွဲလို့မရတဲ့အရာတွေပဲဖြစ်တယ်အဲ့ဒါကိုအတက်ရှိပြီးအကြမရှိဘူးလို့ထင်နေတာမွေးပြီးထာဝရလို့ထင်နေတာကအဝိဇ္ဇာမှမသိကြလို့ဆိုတယ်နော်အဲ့ဒီအဝိဇ္ဇာကြောင့်လှုပ်ပြီးလှုပ်ရကုသကနေလှုပ်လိုက်တဲ့အခါမှာဘဝမျိုးစုံဖြစ်လာတယ်တဲ့အဲ့ဒီအဝိဇ္ဇာကိုတရားအသိနဲ့ရှင်းပြလိုက်တယ်ရှင်းပြလိုက်ပြီးအမှန်သိတဲ့ဝိဇ္ဇာဉာဏ်ရလာဟိန္ဒူဝါဒတွေမှာအဝိဇ္ဇာဆိုတာဘာပြောတာတော့ပြမကြီးကဖန်ဆင်းတယ်လို့သိလို့ရှိရင်အဝိဇ္ဇာတဲ့ပြမကြီးကဖန်ဆင်းမှမသိတာအဝိဇ္ဇာနော်သူတို့ပြောတယ်ဝိဇ္ဇာအဝိဇ္ဇာအဲ့ဒါပြမကြီးကသူ့ကိုဖန်ဆင်းတယ်လို့မသိလို့ရှိရင်အဝိဇ္ဇာသိရင်ဝိဇ္ဇာဒီဘုရားရဲ့တရားတော်ကဘာလို့ဆိုရင်သစ္စာလေးပါးကိုမသိတာအဝိဇ္ဇာသစ္စာလေးပါးကိုသိရင်ဝိဇ္ဇာသစ္စာလေးပါးဆိုတာအကြောင်းနဲ့အကျိုးအကြောင်းမှန်အကျိုးမှန်ဒါကိုသိတာတန်တရားထဲမှာဖြစ်တာပဝတ္တိသစ္စာပဝတ္တိဟေတုဖြစ်ခြင်းရဲ့အကြောင်းနောက်တစ်ခုကနိဝတ္တိဟေတုတန်တရားကနေပြီးထွက်ခွာခြင်းရဲ့အကြောင်းနိဝတ္တိဟေတုအဲ့ဒီလေးခုကိုမသိတာအဲ့ဒါမသိတာအဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇာပျောက်သွားပြီနော်အဲ့ဒီအဝိဇ္ဇာပျောက်သွားပြီဝိဇ္ဇာဆိုတဲ့အသိဉာဏ်ဖြစ်လာပြီနော်အဝိဇ္ဇာပျောက်ခြင်းဝိဇ္ဇာအသိဉာဏ်ဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်တည်းသူလုပ်တဲ့ကုသိုလ်ဟာကုသိုလ်မဖြစ်တော့အကုသိုလ်ဟာလည်းအကုသိုလ်မဖြစ်တော့အနိစ္စပြီဆိုတဲ့သင်္ခါရလည်းပဲမဖြစ်တော့ဘာလို့လဲဆိုကုသိုလ်အကုသိုလ်ဆိုတာဟာမသိတဲ့ပုံမှာအခြေခံပြီးလုပ်လို့ဖြစ်တာနော်ကံတရားတွေမဖြစ်တော့ဘူးလို့ဆိုလို့တယ်ယန္နာအဝိဇ္ဇာပျောက်သွားပြီးဝိဇ္ဇာဖြစ်တဲ့ဆိုတာယန္နာဖြစ်တာကိုပြောတာယန္နာဖြစ်သွားလို့ရှိရင်ယန္နာပုဂ္ဂိုလ်တယောက်ရဲ့တဏ္ဍမှာအကျိုးပေးမဲ့ကံတရားမဖြစ်တော့ဘူးလို့ဆိုလို့တယ်မျိုးစိတ်မကြတော့ဘူးနော်ဘာနဲ့ဥပမာတူတော့ဆိုရင်
တပင်တပင်ဟာလေပွင့်လို့ခေါ်ကြတာပေါ့အဲ့ဒီလေပွင့်နေပွင့်လာလို့ရှင်လေအဲ့ဒီအပွင့်ကမသိတဲ့မသိဘူးတခါပွင့်နေတဲ့အပွင့်နေပွင့်နေတဲ့အချိန်မှာရေတောင်မြစ်ကိုဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့အခါမှာဒီပွင့်ပြီးသားအပွင့်နေကအတိမလိုက်တော့အတိမဖြစ်တော့အဲ့ဒါလိုပဲကိလေသာကိုပယ်လိုက်လို့ရှိရင်အဲ့ဒီအပွင့်နေကအတိမသိတော့အဲ့လိုဆိုလို့ရပေါ့နော်အတိမသိတော့အဲ့လိုအတိမသိတာကိုပြောတာကုသိုလ်ကံကိုလည်းမပြုဘူးအကုသိုလ်ကံကိုလည်းမပြုဘူးပုံညာဝိသင်္ခါရကိုလည်းမပြုဘူးအပုံညာဝိသင်္ခါရကိုလည်းမပြုဘူးအနိစ္စဝိသင်္ခါရကိုလည်းမပြုဘူးဒီလိုဆိုလို့တဲ့နော်ကံတရားတွေကမဖြစ်လာတော့ဘူးအပွင့်မြတာရပ်သွားတယ်အတိထီအောင်မရောက်တော့ဘူးလို့ဆိုလို့ဘာဖြစ်လို့ကိလေသာအမြစ်ကပြတ်သွားတဏှာမပါဘူးဒိဋ္ဌိမရှိတော့ဘူးဆွဲလန်းမှုတွေမရှိတော့အဲ့ဒါကြောင့်မလို့အဲ့ဒီကုသိုလ်ကိုလည်းအာမထုတ်တော့အကုသိုလ်လည်းအာမထုတ်တော့လောကမှာဘယ်ရကိုမှမဆွဲလန်းတော့ဆွဲလန်းနေဆိုတာဘာတော့တဏှာဒိဋ္ဌိရဲ့ဒိဋ္ဌိနဲ့မာယွင်းသွားမြင်တယ်တဏှာနဲ့ငါဟာလို့မြင်တယ်ဒိဋ္ဌိကတရဝါလို့မြင်တာငါလို့မြင်တာသူတော်ဘာလို့မြင်တာဒိဋ္ဌိငါဟာသူဟာလို့မြင်တာကတဏှာအဓိကအဲ့ဒီဟာပဲတဏှာနဲ့ဒိဋ္ဌိပဲပြုလုပ်သူရှိတယ်လို့မြင်ဒိဋ္ဌိအမြင်သူ့ရဲ့ပြုလုပ်မှုလို့ပြောပြန်လို့ရှိရင်တဏှာရဲ့အမြင်နော်အဲ့တော့တဏှာနဲ့ဒိဋ္ဌိဟာအဓိကဥပါဒံပဲအဲ့ဒီဥပါဒံကင်းသွားတယ်တဲ့ဥပါဒံကင်းလို့ရှိရင်တဏှာလည်းမရှိတော့ဘူးမာယွင်းနဲ့အမြင်လည်းမရှိဘူးဆိုဘယ်တော့မှမကြောက်ကြတော့ဘူးပူလောင်တာကြောက်ကြတာစိတ်ညစ်တာဒါတခုမှမရှိတော့ဘာလို့ဆိုလိုချင်တာမှတခုမှမရှိလိုချင်မှုကိုကြောင်ပြုတ်ပြီးတော့စိတ်ပင်ပန်းမှုဆိုဖြစ်တော့အပရိတတံပစ္စတေညိဝပရိနိဗ္ဗာယတိကြောင်ကြမှုကင်းသွားတဲ့အခါမှာသူစိတ်ထဲမှာလုံးဝငြိမ်းချမ်းသွားတယ်လုံးဝငြိမ်းချမ်းသွားတယ်ခိနဇာတိသူနောက်ဘဝဖြစ်ဖို့အကြောင်းတရားတွေကုန်သွားပြီဆိုတာသိတယ်ဝိသိတံဗြဟ္မစရိယံသူဗြဟ္မစရိယကိုအောင်မြင်စွာကျင့်သုံးပြီးပြီဆိုတာသိတယ်ကတံကရဏီယံလှုပ်ရှားတွေလှုပ်ပြီးပြီဆိုတာသိသွားတယ်နာပရံဣဋ္ဌတယနောက်အတွက်နောက်ဒီတဏှာဝကလွတ်ဖို့အလုပ်ကိုသူလှုပ်ရှားမလို့တော့ဘူးပြီးသွားပြီလို့ဆိုတယ်အဲ့ဒီအတိကိုရသွားတယ်ဒါယဟန္တာဖြစ်သွားတာကိုပြောပြတာနော်အဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားဆက်ဟောတာအဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်တယောက်ဟာအသက်ထင်ရှားရှိနေသေးတဲ့ဆိုရင်သောဒုက္ခစေဝေဒနာဝေရယတိသာအနိစ္စတိပါဇာနာတိယဟန္တာပုဂ္ဂိုလ်ဟာစိတ်ခံစားမှုရှိသလားရှိတယ်နော်သူကအစဉ်ပြေတဲ့တတ်တာတဲ့ခံလို့ကောင်းတဲ့ဒုက္ခဝေဒနာကိုခံစားမဲ့ဆိုရင်အဲ့ဒီဒုက္ခဝေဒနာပေါ်မှာသူ့ရဲ့အမြင်ကပါတော့ဆိုဩဒါတခဏပဲထာဝရမဟုတ်ဘူးအကြောင်းပေါ်လို့တခဏလေးဖြစ်တာပဲဩဒုက္ခဝေဒနာကိုအနိစ္စတိပါဇာနာတိဖြစ်ပြီးပြတ်သွားမဲ့ဟာပဲဒီလိုပဲမြင်လိုက်တယ်နော်ဒုက္ခဝေဒနာနဲ့တွေးလို့ရှိရင်ဩဖြစ်ပြီးပြတ်သွားမှာပဲအနိစ္စတိတံဆွဲလန်းနေစရာမလိုဘူးလို့သိတယ်အနာဘိနန္တိပဇာနာတိဘာမှနှစ်သက်စရာမရှိဘူးဒုက္ခဝေဒနာပေါ်မှာအဲ့လိုဆင်ញင်သုံးသပ်တာတော့တဏှာအမရှိတော့ဘူးလေတဏှာမဖြစ်တော့တခါဒုက္ခစေဝေဒနာဝေရယတိဆင်းဒုက္ခရောက်တယ်ယန္တာဆိုဆင်းဒုက္ခရောက်ပါရောက်တယ်ယန္တာလည်းထိခိုက်ပြီးတယ်ဆိုလို့ရှိရင်နာမှာပဲလေခန္ဓာကိုယ်ကဒုက္ခဝေဒနာခလုတ်တယ်နာမှာပဲကွဲတယ်ပြဲတယ်ဆိုလည်းနာမှာပဲအယိုးကျိုးရင်လည်းနာမှာပဲချော်လဲလည်းနာမှာပဲအလုံးပူတယ်ဆိုရင်ပူတဲ့ဒုက္ခခံရမှာပဲအေးရင်လည်းအေးတဲ့ဒုက္ခခံရမှာပဲအဲ့ဒုက္ခဝေဒနာတွေဖြစ်လာတဲ့အခါမှာယန္တာပုဂ္ဂိုလ်ကပါသည်သာအနိစ္စတိပါဇာနာတိဒီဒုက္ခဖြစ်တာဆိုတော့လေထာဝရမဟုတ်ဘူးတခဏပဲလို့သိလိုက်တယ်အနိစ္စတိတာဆွဲလန်းထားဖို့
မဟုတ်ဘူးဆိုတာလည်းသိလိုက်တယ်အနာပိဏဏိတာကျင့်တ်เสียလို့လည်းမဟုတ်ဘူးလို့လည်းသိလိုက်တယ်အဲ့ဒါလိုပဲအဒုက္ခမဒုက္ခစေဝေဒနာဝေရတိအဒုက္ခမဒုက္ခဆိုတာဒုက္ခလို့လည်းခံစားတာမဟုတ်ဘူးဒုက္ခလို့လည်းခံရခက်တာမဟုတ်ဘူးနှစ်ခုကြားဒါမသိတာမထင်ရှားတဲ့ခံစားမှုလို့ပြောတာဒါတွေကအများကြီးပဲဖြစ်တာပဲလေလူတွေကဒုက္ခဖြစ်ရင်သိကြတယ်ဒုက္ခဖြစ်ရင်လည်းသိကြတယ်အဒုက္ခမဒုက္ခဖြစ်တဲ့အခါကျမသိဘူးမသိလိုက်ဘူးသူအသိမှမထင်ရှားတာမထင်ရှားဘူးမထင်ရှားတော့မသိဘူးမသိတော့မောဟဖြစ်တာပေါ့အဲ့ဒီမှာအဒုက္ခမဒုက္ခဖြစ်ရင်လည်းပဲအလွတ်မပေးဘူးအနိစ္စတိပါဇာနာတိမမြဲဘူးဆိုတော့သူကဆင်ញင်သုံးသပ်လိုက်နိုင်တယ်အနိစ္စတိတာဆွဲလန်းထားဖို့မဟုတ်ဘူးအနာဝိနန္ဒိတာကျင့်တတ်ဖို့မဟုတ်ဘူးဆိုတာလည်းသိတယ်အဲ့တော့ယဟန္တာပုဂ္ဂိုလ်ဟာဒုက္ခခံစားလည်းပဲတဏှာနဲ့မတွဲတော့ခံစားမှုတက်တက်တာဖြစ်တယ်ဒုက္ခခံစားလည်းပဲဝေဒနာနဲ့ဒုက္ခခံစားလည်းပဲဒေါသနဲ့မပတ်သက်တော့ဘူးအဒုက္ခမဒုက္ခဝေဒနာခံစားလည်းပဲအဝိဇ္ဇာနဲ့မပတ်သက်တော့ဘူးဝိတန်ယုတ်တော့သူမှအကုသိုလ်တွေနဲ့တွဲလာတာမရှိတော့ဘူးလို့ပြောတာခံစားယုံတက်တက်ပဲသူခံစားနေတယ်ဝိတန်ယုတ်တော့ဝနာအဲ့တော့ဒါနဲ့ပတ်သက်ပြီးဟောတာလေးတွေရှိတယ်မြတ်စွာဘုရားလည်းမျက်စိရှိတယ်မျက်စိရှိတော့ကောင်းတာလည်းမြင်ရတယ်ဆိုတာလည်းမြင်ရတယ်အဲ့တော့ပုထုဇဉ်တွေမှာလည်းမျက်စိရှိတယ်ကောင်းတာလည်းမြင်တယ်ဆိုတာလည်းမြင်တယ်ဘာကွာလဲအဲ့တော့ပုထုဇဉ်တွေကကောင်းတာမြင်ရင်လောဘဖြစ်တယ်မကောင်းတာမြင်ရင်ဒေါသဖြစ်တယ်မြတ်စွာဘုရားကမြင်တာတက်တက်ပဲအကောင်းဆိုးဆိုတာကိုအကြောင်းပြုပြီးတော့လောဘဒေါသမဖြစ်တာအဲ့ဒါကွာခြားတယ်စိတ်ကဘလောက်တည်ငြိမ်နေတယ်ဆိုတာစဉ်းစားကြည့်လေဒုက္ခဝေဒနာခံစားလဲလောဘမဖြစ်ဘူးဒုက္ခဝေဒနာခံစားလို့လဲဒေါသမဖြစ်ဘူးအဒုက္ခမဒုက္ခဝေဒနာခံစားလို့လဲမသိတယ်ဆိုတာမဖြစ်ဘူးအလုံးအခံစားတယ်လုံးဝလွတ်နေအဲ့ဒီမှာမြတ်စွာဘုရားဆက်ဟောတယ်သောကာယပရိယန္တိကံဝေဒနာဝေရိယမှာတော့ကာယပရိယန္တိကဆိုတာမျက်စိနာနာလျှာကာယဆိုတဲ့ပင်စထွာရပင်စထွာရဆိုတာတက္က၅ပေါက်လူတွေရဲ့တဏ္ဍမှာကိုယ်ကာယနဲ့ပတ်သက်တဲ့တက္က၅ပေါက်ရှိတယ်မျက်စိတက္ကနာတက္ကနှာခေါင်းတက္ကလျှာတက္ကကာယတက္ကပေါ့တက္ကဆိုတာဝေနာထွက်တာမျက်စိကအဆင့်အာယုံကိလေသာဖြစ်တယ်ဒေါသဖြစ်တယ်လောဘဖြစ်တယ်နားကလည်းအတန်ကြပြီးလောဘဖြစ်တယ်ဒေါသဖြစ်နှာခေါင်းကအနံ့ရပြီးလောဘဒေါသဖြစ်တယ်လျှာကအယတခပြီးလောဘဒေါသဖြစ်တယ်ခန္ဓာကိုယ်ကထိတွေ့ပြီးလောဘဒေါသဖြစ်တယ်အဲ့ဒီမှာမျက်စိကအဆင်းအာယုံမြင်ပြီးလို့ရှိရင်လေမြင်တဲ့အာယုံကကောင်းလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တယ်မြင်တဲ့အာယုံကမကောင်းဘူးဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်ဒုက္ခဖြစ်တာပဲနားကကြားလိုက်တယ်ကိုမကြိုက်တဲ့အတန်ဆိုရင်ဘာဖြစ်ဒုက္ခကိုကြိုက်တဲ့အတန်ဆိုဒုက္ခကျင့်တတ်တယ်နှာခေါင်းကအနံ့ကိုမကြိုက်တဲ့အနံ့ကြီးဆိုရင်ဒုက္ခဒေါသဖြစ်တယ်ကိုကြိုက်တဲ့အနံ့ဆိုရင်တဏှာဖြစ်ပြန်လျှာကစားတဲ့အခါမှာလည်းပဲမကြိုက်တဲ့အစားဆိုရင်တဏှာဒေါသဖြစ်တယ်ကြိုက်တဲ့အစားဆိုရင်လောဘဖြစ်ပြန်ခန္ဓာကိုယ်ကထိတွေ့တဲ့အခါမှာခန္ဓာရဲ့အထိတွေ့ဥမာမဲ့အေးတဲ့ဆောင်းရသည်မှာနှွေးတဲ့လေဝေါ်လိုက်လို့ရှိရင်ဟန်ကြပူတဲ့အချိန်မှဆိုရင်ဒုက္ခအဲ့ဒါပူတဲ့အချိန်မှအေးအကုန်လေးနဲ့နေလေရရင်ဒုက္ခဖြစ်ပြန်အဲ့ဒုက္ခဖြစ်တဲ့ပုံမှာလောဘဒေါသဖြစ်တာအဲ့ဒါကိုလည်းမဖြစ်တော့ဘူးအဲ့ဒါကိုယ်ကာယနဲ့ပတ်သက်တဲ့ပင်စဒွါရနဲ့ပတ်သက်တဲ့ဝေဒနာအထိကိုခံစားတဲ့အခါမှာလည်းပဲ
သဘောပေါက်တယ်ပေါ့စီဝိတပရိယန္တိကံဝေဒနာဝေရယမနောစီဝိတပရိယန္တိကံဝေဒနာဝေရယမတိပါစီဝိတပရိယန္တိကဝေဒနာဆိုမနောထွာရမှာဖြစ်တဲ့ဝေဒနာဒါမနောထွာရမှာဖြစ်တဲ့ဝေဒနာဟာမွေးကြတဲ့ဖြစ်လာတာသူကအရင်ဖြစ်တာနော်အရင်ဖြစ်ပြီးတော့ချုပ်တဲ့အခါကျတော့ဘဝတစ်ခုမှာစီဝိတပရိယန္တိကဆိုမနောထွာရကိုအခြေခံပြီးဖြစ်တဲ့ဟာကပရိသေရိစိတ်မှာကိုဖြစ်လာတယ်အဲ့ဒီဝေဒနာကနောက်ဆုံးမှာသုတိစိတ်မှာသူကအချုပ်ရအဖြစ်ရသွားတယ်အဲ့မှာဝေဒနာရှိနော်ပရိသေရိတုန်းကပါလာတဲ့ဝေဒနာသည်သုတိစိတ်နဲ့ကြတော့ချုပ်ငြိမ်းသွားတယ်ကာယပရိယန္တိကဝေဒနာဆိုတာနောက်မှဖြစ်လာတာမျက်စိရှိလာတဲ့အခါမှာဒီဝေဒနာဖြစ်တယ်နားရှိလာတဲ့အခါမှာအသံနဲ့ကြားပြီးဖြစ်ဝေဒနာဖြစ်တယ်နှာခေါင်းရှိလာတဲ့အခါမှာအနတ်နဲ့ဖြစ်တယ်လျှာရှိလာတဲ့အခါမှာအရသာပေါ်မှာဖြစ်လာတယ်ကိုယ်ကာယရှိတဲ့ပုံမှာကာယပေါ်မှာဖြစ်တယ်သူကနောက်မှဖြစ်တယ်နောက်မှဖြစ်ပေမဲ့လို့အရင်ချုပ်သွားတယ်ဆိုလိုတာကမျက်စိနာနာလျှာကာယနဲ့ဆက်သက်ပြီးဖြစ်တဲ့ဝေဒနာကတစ်ခုစိတ်ထဲမှာဖြစ်တဲ့ဝေဒနာကဒီစိတ်အတွေးနဲ့ဖြစ်တဲ့ဝေဒနာတစ်ခုလို့အဲ့လိုနှစ်ခုမှတ်ထားမျက်စိမှာဖြစ်တဲ့ဝေဒနာကအရင်ချုပ်တယ်ကိုယ်ကာယမှာဖြစ်တဲ့ဝေဒနာကအရင်ချုပ်တယ်ဆိုတာမျက်စိအားကောင်းနေတဲ့အချိန်မှာဆိုရင်ပို့ပြီးတော့ထင်ရှားအသက်20 30မျက်စိအားကောင်းတယ်လောဘဖြစ်လဲထက်ထက်တန်တန်ကြီးဒေါသဖြစ်လဲထက်ထက်တန်တန်အဲ့အချိန်မှာအသက်30 40 50လောက်ကြာတဖြည်းရော့လာ60ကြာတော်ရော့သွားသက်80 80ကြာတော့သူကမဟုတ်တော့မျက်စိကလည်းပြုနေအောင်ကြည့်တော့သိမဟုတ်တော့နားလည်းပဲမကြားချင်တော့ဘယ်တော့ကပါဆိုတာငယ်ကြောင်ငယ်နာတွေပြောတဲ့ခါကျမမှတ်မိဘူးစိတ်ခံစားချက်တွေရော့သွားအဖိုးကြီးမဲကြီးဖြစ်သွားရင်စိတ်ခံစားချက်ကရော့သွားတယ်အဲ့ဒါကာယပရိယန္တိကဝေဒနာကနောက်မှဖြစ်ပြီးတော့အရင်ချုပ်သွားတာသူကအရင်ရော့ပါသွားတယ်တက်ကြီးလာလို့ရှိရင်မှတ်မိတော့ဘူးမမှတ်မိတော့ဘူးအဲ့လိုတွေဖြစ်လာထက်သန်မှုတွေအားနေသွားတယ်အဲ့တော့စီဝိတပရိယန္တိကဆိုတော့သူကတော့ရှိနေသေပြီဆိုတော့မှနောက်ဆုံးသုတိစိတ်မှာနှလုံးသားထဲမှာဖြစ်ပြီးတော့ချုပ်သွားတယ်သူကတော့သေပြီဆိုရင်သေကနေခံရတဲ့ဒုက္ခမှာဆိုရင်ပြင်းပြင်းထန်ထန်ခံသွားတယ်သေတဲ့အခါမှာပြင်းပြင်းထန်ထန်ခံသွားတယ်သူကလျှော့ပါမသွားဘူးပြင်းပြင်းထန်ထန်ခံသွားတယ်နောက်ဆုံးခံသွားတာအဲ့ဒါနှလုံးသားထဲမှာနောက်ဆုံးတည်ရှိပြီးတော့ငြိမ့်သွားတယ်အဲ့ဒါတွေကိုသိတော့ကာယတဗေဒဥဒ္ဒံစီဝိတပရိယဒနာဣတိဝသဘောယန္နာပုဂ္ဂိုလ်တယောက်ဟာပြိဋိဘံသံဃာနီမှာအဲ့ဒီစီဝိတပရိယန္တိကဆိုဝေဒနာကိုခံစားပြီးတဲ့နောက်အဲ့ဒီဝေဒနာတွေအားလုံးဟာငြိမ့်သွားတယ်နော်ငြိမ့်သွားပြီးတော့တရိရလို့ဆိုတဲ့ body တဲ့ body ကြီးပဲကျန်တော့တယ်ကျန်တာတွေကုန်ငြိမ့်သွားတယ်စိတ်ခံစားမှုတွေကုန်ငြိမ့်သွားပြီလို့ဆိုလို့တယ်အသိစိတ်တွေလည်းငြိမ့်တာပဲဒါပေမဲ့ဝေဒနာကိုဥတည်ပြောတာဝေဒနာတွေလုံးဝငြိမ့်သွားပြီဥပမာဘာနဲ့တူတော့ဆိုရင်အိုးဖုတ်တဲ့လူဟာအိုးဖုတ်တဲ့ဖိုးတွေကနေအိုးတွေကိုအပြင်ထုတ်ပြီးတော့တန်းစီပြီးတော့ချထားလိုက်တဲ့အခါမှာပထမတော့မကင်နိုင်လောက်အောင်ပူတဲ့အဲ့ဒီအိုးတွေကဖိုးတွေကနေဆွဲထုတ်လာတဲ့အခါမကင်နိုင်လောက်အောင်ပူတယ်တဖြည်းဖြည်းနဲ့မြေပေါ်မှာဒီကြီးကိုချပြီးစီးထားတဲ့အခါတဖြည်းဖြည်းနဲ့အေးသွားတယ်နော်တဖြည်းဖြည်းနဲ့အေးသွားတယ်နောက်အိုးပဲကျန်တော့တယ်အပူမရှိတော့ဘူးအဲ့ဒါလိုပဲရှန္ဒပုဂ္ဂိုလ်ရဲ့နောက်ဆုံးအချိန်မှာဆိုလို့ရှိရင်တဲ့ဘောဓိကြီးပဲကျန်တော့တယ်စိတ်ခံစားချက်တွေအလုံးချုပ်သွားပြီအပူတွေအလုံးချုပ်သွားပြီတို့ဒါမြတ်စွာဘုရားအဲ့လိုဥပမာပေးထားတာနော်တရိဒာနိဝသိတံတိတိပါသနာတိဘဝကိုအဲ့လိုသိတာအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားက
ဏိကုံးချုပ်အနေနဲ့မေကွန်းနေထုတ်လိုက်တယ်ယဟန်တွေကိုပို့ရှင်းအောင်လို့တန်ခိမစ္ဆဒဘိက္ခုငါပြောမဲ့စကားကိုဘယ်လိုယူဆသလဲတိုက်တယ်လို့ဖြေပေါ့တန်ခိမညထဘယ်လိုမှတ်ထင်ကြသလဲအာသောကင်းกว่าယဟန္တာပုဂ္ဂိုလ်ဟာပုံညာဝိသင်္ခါရအပုံညာဝိသင်္ခါရအာနိစ္စဝိသင်္ခါရဆိုတဲ့ကုသိုလ်အကုသိုလ်သင်္ခါရတွေကိုသူလှုပ်သေးတယ်လို့မင်းတို့ထင်ကြလားဆိုမထင်ပါဘူးဖေ။ဒါဖြင့်သင်္ခါရတွေအလုံးချုပ်သွားလို့ရှိရင်သင်္ခါရချုပ်ခြင်းကြောင့်ဝိညာဏဆိုတာရှိသေးတယ်လို့မင်းတို့ထင်ကြသေးလားမထင်တော့ပါဘူးဖေ။အဲဝိညာဏမရှိတော့ဘူးဝိညာဏချုပ်သွားတယ်ဆိုရင်နာမရူပရှိသေးတယ်လို့မင်းတို့ထင်ကြလားမထင်ပါဘူးဖေ။နာမရူပချုပ်သွားပြီနာမရူပမရှိတော့ဘူးနာမရူပချုပ်သွားတယ်ဆိုရင်သလယရဏအာရဏ6ပါးရှိသေးတယ်လို့မင်းတို့ထင်လားမထင်ပါဘူးဗျာအာရဏ6ပါးချုပ်သွားတယ်နော်ဖတ်တာချုပ်သွားတယ်ဆိုရင်ဖတ်တာချုပ်တာကိုကြောင်းပြုပြီးတော့ဝေဒနာရှိသေးတယ်လို့ထင်ကြသေးလားမထင်တော့ပါဘူးဗျာအဲ့တော့ဝေဒနာဟာအကျွမ်းမဲ့ချုပ်သွားပြီးတော့ဝေဒနာအကျွမ်းမဲ့မရှိတော့ဘူးဝေဒနာလုံးဝချုပ်သွားတယ်ဆိုရင်တဏှာရှိသေးတယ်လို့ထင်သေးလားမထင်ပါဘူးဗျာဒါဖြင့်တဏှာမရှိတော့ဘူးတဏှာလုံးဝချုပ်သွားပြီဆိုရင်ဥပါဒံရောဖြစ်အောင်မလို့ထင်သေးလားမထင်ပါဘူးဗျာဥပါဒံကလည်းလုံးဝချုပ်သွားပြီလုံးဝမရှိတော့ဘူးဥပါဒံนี่ချုပ်သွားပြီဆိုရင်ဘဝဆိုတဲ့ကမ္မဘဝရှိသေးတယ်လို့ထင်သေးလားမထင်ပါဘူးဗျာတဲ့သဗ္ဗသောဝမနဘဝေအတ္တိဘဝဆိုတာအချင်းခတ်သိမ့်လုံးဝမရှိတော့ဘူးဘဝနိရောဓဘဝချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်အပိနုခောဇာတိပညာဣထာမွေးဖွားခြင်းဆိုတာရှိသေးတယ်လို့ဗျာမှတ်သလားမရှိပါဘူးမမှတ်ပါဘူးဗျာဇာတိလုံးဝချုပ်သွားဇာတိလုံးဝမရှိတော့ဘူးဇာတိချုပ်သွားတယ်ဆိုရင်စရမရဏဆိုတဲ့ဩရသေးတာရှိသေးတယ်လို့ထင်မလားဆိုမထင်ပါဘူးဗျာမိဝန်းနေထုတ်ပြီးဖြေခံလိုက်တာအရှိကအကြောင်းတရားတွေချုပ်သွားရင်အကျိုးတရားလုံးဝချုပ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဏိကုံးချုပ်ပြီးတော့သာဓုသာဓုဘိက္ခွေကောင်းတယ်ကောင်းတယ်သာဓုသာဓုဘိက္ခွေယဟန်တို့သူတို့ဖြေလိုက်တာကိုမြတ်စွာဘုရားကောင်းတယ်ဟုတ်တယ်ဧဝမိတ္တဘိက္ခွေငါပြောတဲ့အတိုင်းပဲဒီတိုင်းပဲဒါတခုချုပ်သွားရင်နောက်မရှိတော့ဘူးဆိုသိကြတယ်နေတံအညထာတခြားနည်းနဲ့မဖြစ်ဘူးတဲ့ဒါပဲတဲ့နော်တလွဲမဟုတ်ဘူးငါပြောတဲ့အတိုင်းပဲမှန်တယ်တတ္တေထမေတံဘိက္ခွေအတိမုစ္စတာတဲ့ငါစကားကိုမင်းတို့ယုံကြတဲ့နော်နှလုံးချပြီးတော့ငါပြောတဲ့အတိုင်းမှတ်တာယုံငါစကားကိုယုံညငါပြောတဲ့အတိုင်းသေချာပေါက်ဆိုတာကိုမင်းတို့လက်ခံကြအဓိမုစ္စရဆုံးဖြတ်ထားကြနေခင်ခါဟောထနေပြီကိစ္စဒီအချက်နဲ့ပတ်သက်ပြီးမင်းတို့တန်တရားတွေဘာမှမဝင်နဲ့ဧသေဝန္တောဒုက္ခတာဒါဟာဒုက္ခရဲ့အဆုံးသတ်ပဲဖြစ်တယ်ဆိုရတာနိဗ္ဗာန်ဆိုတာကိုရှင်းပြသွားတာနော်အဲ့တော့ဒုက္ခချုပ်ငြိမ်းရနိလန့်ရှာတယ်ဆိုတာဒီနိလန့်နဲ့ပဲသွားမှဒါလုံးဝဒုက္ခချုပ်ငြိမ်းမှာဖြစ်တယ်ဆိုတာကိုထင်ရှားပြလို့ရင်ဖြစ်တယ်ပေါ့ဒါနိရဏဝက်ကတန်ရုံမှလာတဲ့ပရိဝိမန္တတုတ်မှာပရိဝိမန္တနာတုတ်မှာမြတ်စွာဘုရားရှင်းလင်းဟောကြားတဲ့တရားတော်ပဲဖြစ်တယ်ဒီလိုဏိကုံးချုပ်မှာငါပြောတာကိုရှုံညလက်ခံညတန်တရားမထားကြနဲ့လို့ပြောတာဒီတသုတ်ပဲတွေ့ဘူးသေးတယ်နော်ရှိကောင်းရှိမယ်ဒါပဲဒီတသုတ်မတမထင်ရှားတယ်ပြောငါပြောတာလက်ခံညငါပြောတဲ့အတိုင်းပဲလုံးဝမလွယ်ဘူးမင်းတို့ငါပြောတာယုံညလက်ခံညဒါဟာဒုက္ခရဲ့အဆုံးသတ်ပဲဒုက္ခချုပ်ငြိမ်းရမယ်လမ်းစဉ်ပဲလို့ဆိုပြီးမြတ်စွာဘုရားရှင်းလင်းဟောကြားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဝိရိယဆုံးမဖြစ်တဲ့ပရိဝမန္တနာသုတ်တံမှာဟ
ဟောပြောဆုံးမထားတဲ့အချက်တွေဟာဘဝတစ်ခုရဲ့အကြောင်းတရားတွေကိုသိရှိနားလည်ပြီးတော့အစစ်အမှန်ဒုက္ခချုပ်ငြိမ်းမှုရာအတွက်နိလန်းကိုစူးစမ်းရှာဖွေတဲ့လမ်းစဉ်ကိုမြတ်စွာဘုရားရှင်းလင်းဟောကြားတာဖြစ်လို့ဘုန်းကြီးတို့တွေလည်းကိုယ်တဏ္ဍမှာရှိတဲ့ဆင်းရဲဒုက္ခတွေဆုံးသက်ဖို့ဒီလမ်းကြောင်းကသွားရမှာဆိုတာကိုယ်စီမှတ်သားပြီးတော့ဝိပဿနာတရားကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအလုံးစုကြမယ်ရှင်ဖေယဖရာတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း